တရားမဲ့အခြေအနေရောက်တော့မွေလေးရဲ့အစစ်မှန်ပေါ်လာခဲ့ပြီးလေနှစ်တစ်ထောင်မွေနဂါအဖြစ်ပေါ်ပြမွေမိခင်ကြီးကအစွမ်းတွေဖျားချလိုက်ချိန်မှာအောက်မှာရှိတဲ့မွေအသီးသီးကအစွမ်းရဲ့ဖိအားကိုအလူးလဲခံနေရပါတယ်တချို့မျိုးမတွေဆိုနေရာမှာတင်မခံနိုင်ပဲအမှုဖြစ်သွားရပြီပေါ့ဗျာကောင်းလေးလက်ဖိအားကိုခံစားနေရတာပေါ့မွေဖြူမလေးကတော့ကောင်းလေးကိုကြည့်ပြီးသူငါထက်တောင်ခံနိုင်ရရှိနေပါလားလို့တွေးလိုက်ပါတယ်ဒီတန်ကိုမွေထီးတွေလည်းမခံနိုင်ဖြစ်ပြီးပျောက်ကွယ်ကုန်ကြပါတယ်ပြီးသွားတဲ့အချိန်မှာတော့မွေမလေးတွေတော်တော်များများတားကြံခဲ့ကြပါတယ်မွေမိခင်ကြီးကမင်းတို့ရဲ့ခွန်အားကံကကိုကျင်းနေစေတယ်ဆိုကစုအနေနဲ့ဓာတ်လုံးလေးလုံးကိုအတီးတီးခွဲဝေပေးလိုက်ကြပါတယ်မွေဖြူမလေးမှာတော့လေးလုံးတွေကအနှိမ့်ဆုံးလုံးကိုရသွားတာပေါ့ဗျာမွေမိခင်ကြီးကမွေဖြူမလေးတို့ကိုမျက်နှာသာမပေးဘူးလေဒီအချိန်မှာဟိုမွေထီးတွေရောက်လာပြီးဓာတ်လုံးလေးကိုလာလူကြပါတယ်သူတို့မသိတာကကောင်လေးကသူတို့ထင်ထားတာထက်စွမ်းနေဆိုတာပေါ့မွေစိမ့်မလေးကတော့ပြန်ရန်တွေ့ုံမဲ့တွေ့တာကောင်းလေးဆိုစိတ်တူလို့မီးတွေပါတော့နေပြီးမွေထီးကမင်းတို့စီးမြင်းကိုမေ့နေတာလားအင်အားကြီးတဲ့မွေမျိုးစိတ်ကအားနေတဲ့မွေတွေကိုကျွပြုတ်နိုင်တယ်လို့ပြောလိုက်ပါတယ်မွေစိမ့်မလေးကပြန်ခံပြောနေပေမဲ့ဒီမွေထီးကမင်းတို့အစ်စ်နဲ့ငါ့ကိုနိုင်မယ်ထင်လားဆိုကအစွမ်းတွေထုတ်ပြပါတော့တယ်ငွေနီကြီးတကောင်ဖြာထွက်လာပြီးအစွမ်းကပြင်းလို့နေတော့ငွေမလေးတွေလည်းမျောလင်းချက်မဲ့နေကြပြီပေါ့ဗျာသူတို့ကြုံအဖြစ်တက်လုံးနေရတော့မှဆိုတော့ငိုတောင်ငိုနေပြီလေဟိုကောင်တော့ခေကမွေဘရင်မကြီးကိုဒီအစစ်နှိမ့်မွေမတွေကိုကျွန်တော်တို့ရဲ့ကြုံဖြစ်လာဖို့ခွင့်ပြုပါလို့တောင်းဆိုလိုက်ပါတယ်ဘရင်မကြီးကလည်းတန်းကိုခွင့်ပြုတာပြပြီးတော့အနားကိုတိုးလာပြီးမွေမလေးတွေကိုစော်ကားတဲ့စကားတွေပြောပါတော့တယ်ကောင်လေးကဒေါသအလိမ့်လိုက်ထွက်ပြီးဘရင်မကြီးငါတို့တာသူတို့ကိုနိုင်ရင်သူတို့ကိုကျွံပြန်ပြုလို့ရလားလို့မေးလိုက်ပါတယ်ကောင်လေးနဲ့တိုက်ကြတော့တယ်တေဝိရှင်ရဲ့အခြေအနေမှာတော့မွေလေးလည်းသူ့ရဲ့နက်ဖျားလိုအစွမ်းကိုမဖုံးကွယ်ထားနိုင်တော့ဘူးပေါ့ဗျာဒီမွေထီးတွေကကောင်လေးရဲ့အမတွေကိုတိုက်ခိုက်သိမ်းပိုက်တော့မှကြောင့်ဒေါသထွက်ပြီးဘရင်မကြီးခမည်းဆိုလိုတာကကျွန်တော်သာသူတို့ကိုနိုင်ရင်ကျွံပြန်ပြုလို့ရလားလို့မေးလိုက်ပါတယ်ဘရင်မကြီးကတေချာတာပေါ့လို့ပြန်ပြောတော့အခြားမျိုးစိတ်ကမွေမတွေကအကောင်တေးသေးလေးဆိုတော့အထင်သေးနေတာပေါ့ကောင်လေးကမင်းတို့မျက်လုံးတွေကိုတေချာဖွင့်ပြီးကြည့်ဆိုကအီးရလို့អော်ပြီးမိုးပေါ်ကိုခုန်တက်သွားခဲ့ပါတယ်ဝေဟင်ပေါ့ရောက်တော့မွေတကားကြီးအဖြစ်ကိုပြောင်းလဲသွားတာပေါ့ဗျာမတုံလို့တက်တဲ့ဘရင်မကြီးတောင်ကောင်လေးကိုကြည့်ပြီးလန့်သွားခဲ့ပါတယ်ဟိုကောင်ဆူချွေးတွေအလိမ့်လိုက်ပို့ထွက်နေပြီးမွေစိမ့်မလေးကတော့သူ့အနိုင်ကျင့်ခဲ့တာတွေကိုတွေးပြီးနောင်တရနေပြီလေကောင်လေးကမင်းတို့ကောင်တွေကိုကျမပြုတ်နိုင်ဘူးအသေးသက်မှလို့ပြောပြီးတိုက်ခိုက်လိုက်ပါတယ်လေကဓာတ်ချက်လိုဖြစ်နေတော့တစ်ချက်သေးနဲ့ကိုလှဲသွားတာပေါ့ဗျာမွေမလေးတွေကတော့ကောင်လေးရဲ့အစွမ်းကိုမအံ့ဩပဲကိုမနေနိုင်ဖြစ်နေခဲ့ပါတယ်ကျန်တဲ့မွေကြီးတွေပါမှောက်ကုန်တော့ဒီအချိန်ကျမှဒီကောင်ကအကိုကျွန်တော်တို့ပြန်တင်မြတ်ရအောင်လို့ပြောလိုက်ပါတယ်ဖုန်ကြီးကောင်းခောက်ပြီးမှ sorry ပြောနေတာဘယ်ရမလဲကောင်လေးကမင်းလိုကောင်ဆိုထိမှမရဘူးလို့ပြောပြီးမိမုတ်ထဲလိုက်တာတခါတည်းငရဲပြေရောက်သွားပြီလေကောင်လေးကနောက်ထပ်မကျေနပ်သူရှိသေးလားငါနဲ့လာရင်ဆိုင်ဆန်းလို့ဖင်ကျဲလိုက်ပါတယ်မွေမလေးတွေကတော့ပျော်ရွှင်လို့ပေါ့ဗျာကောင်လေးကအောက်ကိုပြန်ဆင်းလာပြီးမြွတ်ဒီတေးသေးလေးဖြစ်ပြန်ပြောင်းလိုက်ပါတယ်မွေမိခင်ကြီးကကောင်လေးမင်းကငါ့ကိုကျေနပ်စေတယ်ဒါကြောင့်အစွမ်းထက်ဆုံးရပေးမယ်ဆိုကအဆင့်တရှိတဲ့ဒလုံးတစ်ခုချင်းမြင့်လိုက်ပါတယ်မွေမလေးတွေကအိမ်သေးရကြတော့မှာပါကောင်လေးကမွေမလေးတွေကိုကြောပေါ်တင်ပြီးဘရင်မကြီးလက်ဆောင်ပေးလိုက်တဲ့နေရာကိုရောက်လာခဲ့ပါပြီတတဝါလေးတွေအများကြီးလည်းရှိနေခဲ့ပါတယ်မွေတွေအတွက်တော့မီးတွေလောင်နေလဲအတော်ကောင်းတဲ့နေရာပေါ့ဝိညာဉ်မီလုံးလေးကိုစားလိုက်ရုံနဲ့ကောင်လေးကနောက်ထပ်ဆင်ကဲပြောင်းလဲမှုအနေနဲ့အကောင်ပိုကြီးလာခဲ့ပါတယ်ပြီးတာနဲ့မီးတောင်ထဲကနေပြန်ထွက်လာခဲ့ပါတယ်တစ်ဖက်မှာတော့ငွေမလေးတွေစီကိုငွေတော်ကြီး၃ကောင်ကရောက်လာပြီးလာလောင်ပြောင်နေကြတာပေါ့အဆင့်၅ပဲရှိတဲ့ငွေကဘာလို့ဒီမှာရှိနေတာလဲဘာညာပေါ့ပြပြီးတော့သူတို့တခင်တွေအတွက်မရငယ်လာရှာတယ်ဆိုတာပါပြောပြလိုက်ပါတယ်ငွေမင်းကလေးတွေကတော့ချက်ချင်းညှင်းလိုက်တာပေါ့ဒီအချိန်မှာကောင်လေးကရောက်လာခဲ့ပါတယ်ဟိုမိန်းမကြီးတွေကဒီငွေရိုင်းလေးကစကားပြောဖို့တောင်းမတန်ဘူးလို့ပြောတော့ကောင်လေးကကျွန်တော်လဲကြေးဝါမွေမျိုးနွယ်ကလို့ပြောလိုက်ပါတယ်မွေဖြူမလေးကမဖုံးကွယ်နေတော့ပဲအမကမင်းကိုတောထဲကကောက်လာတာလို့ပြောပြလိုက်ပါတယ်ဟိုမိန်းမကြီးတွေကတော့လှောင်နေကြတာပေါ့ဗျာပြီးတော့ဒီနယ်မြေကိုပါတိမ့်မယ်လို့အထင်သေးစွာနဲ့ပြောနေတာပေါ့ငွေမလေးတွေကသူတို့လည်းမနိုင်တော့ဒေါသထွက်ရုံပဲတက်နိုင်ကြပါတယ်ဒီကောင်မတွေကမင်းတို့သဘောတူတူမတူတူငါတို့ရအောင်ယူမယ်ငါတို့ကနတ်ဆိုးစစ်သားအဆင့်တွေလို့ပြောပြီးချင်းချောက်ပါတော့တယ်ကောင်လေးကမင်းတို့လုံနိုင်ရင်လှုပ်ကြည့်လိုက်ငါအစွမ်းကိုပြရသေးတာပေါ့ဆိုကထိတ်ကနေအလင်းတန်းတစ်ခုပြစ်လွတ်လိုက်ပါတယ်ထိသွားတဲ့မွေတော်ကြီးတွေကတော့တစ်ချက်ထဲနဲ့မောက်သွားတော့သူတို့ဘာသာသူတို့တောင်မယုံနိုင်ဖြစ်ပြီးရင်ဖြစ်နေတာပေါ့ကောင်လေးကဘလို့တည်ချင်လဲလို့မေးတော့ကိုကောင်မကမင်းငါတို့ကိုတက်လိုက်ရင်မင်းတို့လွတ်မြောက်မှာမဟုတ်ဘူးဒီနယ်မြေလဲပျက်စီးမယ်လို့ပြောတော့ကောင်လေးတွတ်ဆုတ်သွားခဲ့ပါတယ်ဟိုကောင်မကငါနတ်ဆိုးစစ်သူကြီးတွေကိုတရင်ပုတ်ပြီးလို့ပြောပြီးစောက်ယူမလို့ရီနေတာကောင်လေးကပဲအဆုံးသက်ပေးလိုက်ပါတယ်ကောင်လေးအနောက်ကိုလှည့်လိုက်တော့မွေမလေးတွေကကြောက်နေကြတာကိုတွေးလိုက်တာပေါ့နတ်ဆိုးစစ်သူကြီးနဲ့နတ်ဆိုးစစ်သားဆိုတာအခြေအနေရမ်းกว่าတယ်လို့ပြောတော့ကောင်လေးကငါရှိနေတာပဲလို့ပြောလိုက်ပါတယ်ပြီးတော့အချိန်တလပဲလိုတယ်ဆိုကမွေဖြူမလေးစီကဘရင်မကြီးပေးထားတဲ့ဒလုံးလေးကိုမျိုးချလိုက်ပါတယ်ဒီမွေလေးကသူ့အမတွေကိုကာကွယ်ဖို့သူကိုယ်သူစွမ်းအားမြင့်တင်ဖို့လိုတာကြောင့်မွေနဂါအဖြစ်ပြောင်းပြီးတနေရာကိုမွေဖြူမလေးနဲ့အတူထွက်လာခဲ့ပါတယ်ရောက်လာတဲ့နေရာကတော့နှစ်တစ်ထောင်မီချောင်းရှိတဲ့ကံပေါ့ရေကံပေါ်ကကြာပွင့်ကလည်းအဓိကပေါ့ဗျာကံပေါ်မှာတော့ခွန်အားကြီးမားတဲ့တော်ဝက်ရဲ့အရန်လှပတဲ့အမြီကိုချောင်းမြေခွေးမရဲ့ပတ်ဝန်းကျင်ကိုလိုတလို့ထိန်းချုပ်နိုင်တဲ့အပင်ကောင်ရဲ့900အသက်ရှိပြီဖြစ်တဲ့လိမ့်နင်ကြားရဲ့ရှိနေခဲ့ပါတယ်အကုန်လုံးကနေပယ်အသီးသီးကစွမ်းအားကြီးမားသူတွေပေါ့ဗျာမြေခွေးမကမြွတ်ဒီငယ်လေးကြာဘူးကိုတွားယူပါလားစောင့်ပေးပါမယ်လို့ပြောလိုက်ပါတယ်တော်ဝက်ကနေတဆင့်တော့မိချောင်းလိုဖွတ်လိုကောင်တန်ရာရနေတယ်ဆိုတာသိလိုက်ရပါတယ်ကောင်လေးကအဲ့ဆိုငါအတွက်ပိုတောင်လွယ်သေးတာပဲဆိုကမွေဖြူမလေးတားနေတဲ့ကြားကနေရေကန်လဲကိုပြေးသွားပါတယ်အပေါ်ကဆရာကြီးတွေပါတော့ကောင်လေးကိုမှတ်ချက်အမျိုးမျိုးပေးနေချက်တယ်မလုံနိုင်ဘူးလို့ပဲထင်နေတာပေါ့ဗျာ
မွေဖြူမလေးကသွားနေတဲ့မွေလေးကိုကြည့်ပြီးသူကငါတို့ကြေးဝါမွေမျိုးနွယ်ရဲ့မျောလင်းချက်ပဲငါသိမယ်ဆိုရင်တော့ကာကွယ်ရမယ်လို့တွေးလိုက်ပါတယ်ဒီအချိန်မှာကောင်လေးကတော့ကြာပွင့်လေးစီကိုခုံဝင်သွားနေပါပြီဒီအချိန်မှာကြာပွင့်အောက်ကနေဒဏ်ရာရနေတဲ့ဖို့ကြီးကခုံထွက်လာပြီးကောင်လေးကိုဝါမျိုးကိုလှုပ်ပါတော့တယ်မွေဖြူမလေးကတော့ပြေးခဲ့မလို့လှုပ်တာအဝေးကြီးကိုဘလို့မိမလဲလက်ကြီးကတော့တိုက်ပွဲစပြီးဆိုပြီးပျော်နေတာပေါ့ကောင်လေးကအမကျွန်တော်ကိုစိတ်မပူပါနဲ့ဆိုကငွေနဂါးအဖြစ်အသွင်ပြောင်းလိုက်ပါတယ်ဝက်ကြဒီကတော့ဒါနဲ့အစ်စ်ငွေနဂါးပဲလို့အံ့ဩနေပြီးအပင်ကောင်ကငွေမျိုးနယ်မှာဒီလိုပါရမီရှင်ရှိတာလားလို့အတီးတီးအံ့ဩနေကြပါတယ်မြေခွေးမလေးကတော့ဘာဖြစ်ဖြစ်သူကနတ်ဆိုးစစ်သားအစင်းပဲရှိသေးတယ်လို့ပြောလိုက်ပါတယ်ကောင်လေးနဲ့ဖူကြီးတို့ကတော့အပြင်းထန်တိုက်ခိုက်နေကြတာလက်ရည်တူနေကြတာပေါ့ဗျာဘယ်သူနိုင်သွားမလဲဖူကြီးနဲ့မွေနဂါးတို့ချကြတဲ့အချိန်မှာပြင်းထန်တဲ့ဖူကြီးရဲ့တိုက်ခိုက်ချက်ကိုခုခံလိုက်နိုင်တာကြောင့်နယ်ပယ်တီးတီးကစွာကြီးသူတွေကအံ့ဩနေကြတာပေါ့ဗျာတကယ်တော့ဖူကြီးကကောင်လေးရဲ့အစွမ်းတစ်ကြောင့်မူးဝေနေခဲ့တာပါဝက်ကြီးကဖူကြီးအစိတ်ခက်ခံထားရတာလို့အံ့ဩတကြီးပြောလိုက်ပါတယ်ကောင်လေးကကောင်းလိုက်တဲ့အစာပဲဆိုကဖူကြီးကိုပါစက်နဲ့ဆုပ်ယူမျိုးချလိုက်ပါတယ်အကုန်အံ့ဩသွားကြပေမဲ့ဝက်ကြီးကတော့အံ့ဩလွန်းလို့လက်ထဲကဝက်သားတုံးတောင်ပြုတ်ကြတယ်ငွေဖြူမလေးဆိုရင်ပါစက်အဟောင်းသားဖြစ်နေတာပေါ့ကောင်လေးကထက်စစ်အနေနဲ့ရေကန်အလဲကကြာပွင့်ကိုပါတခါလဲစားပစ်လိုက်ပါတယ်ပြီးတော့ငွေဖြူမလေးကိုခေါ်လိုက်ပြီးပြန်မလို့လုံနေတော့မှအရှိကနေမြေခွေးမလေးကလာရောက်တားဆီးလိုက်ပါတယ်အနောက်ကနေကျန်တဲ့စွမ်းအားကြီးသူတွေရောက်လာပြီးလိမ့်နေကြကြီးကကောင်လေးမင်းလှုပ်ချင်တိုင်းလှုပ်ပြီးထွက်သွားရအောင်မင်းမေလင်အိမ်မဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဝက်ကြီးကလည်းငါတို့အစွမ်းလေးတစ်ချက်မြေးသွားလို့ပြောလိုက်ပါသေးတယ်ငွေဖြူမလေးကတိုက်ခိုက်မယ်ဆိုအမရောတိုက်မယ်လို့ပြောတော့ကောင်လေးကအမကလည်းစိတ်မပူပါနဲ့ကျွန်တော်ကိုယုံလိုက်လို့ပြောပြီးခမည်းတော်၄ယောက်ဆိုတာကြုံမီတစ်ချက်နဲ့ပြီးတယ်ဗျလို့အာတီးရောင်လိုက်ပါတယ်ဒီလိုပြောခံရတော့လက်ကြီးနဲ့ထင်ထိပြီလေကောင်လေးမင်းရောက်နေတာပိုင်ရှင်မဲ့နေမြင်တော့မင်းကိုငွေသားဟင်းချက်စားလိုက်ရင်တော့ဘယ်သူမှသိမှာမဟုတ်ဘူးလို့ပြန်ချင်းချောက်လိုက်ပါတယ်ကောင်လေးကလိတ်သားပေါင်းကပိုအရသာရှိတာလို့ပြောပြီးဂါထာတစ်ခုရွတ်လိုက်တာချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့ပါတယ်စွမ်းအားကြပြီးတဲ့တာပြောတာသူတို့ရှိကလူကိုတောင်မဖမ်းနိုင်ကြဘူးအခုမှအော်နေလိုက်သေးတဲ့လက်ကြီးကတော့ငါတို့ယတနာကိုခိုးရဲတဲ့ကောင်ခွင့်မလို့ဘူးလို့အော်ယုံပဲတက်နိုင်တော့တာပေါ့ဗျာတော်ဝက်ကြီးကထွေးလေးယောက်တယောက်တောင်ငါတို့ရှုံးသွားရုံမကယတနာပါခိုးခံလိုက်ရသေးတယ်ဆိုတာကျင်းနေခဲ့ပါတယ်မြေခွေးမအပင်ကောင်တဲ့လက်တို့ကတော့ကောင်လေးကိုရှာဖို့ထွက်လာပါပြီကောင်လေးတို့ကတော့တတရရပဲအိမ်ပြန်လာခဲ့ပါတယ်